JavaScript code လေးတွေရေးလိုက်တာနဲ့စက်တွေကဘလို့လုတ်ချက်ချင်းနားလည်ပြီးအလုပ်လုပ်သွားတာလဲလူတွေဖတ်လို့ရတဲ့စာကြောင်းတွေကနေကွန်ပျူတာတွေလက်တွေ့အလုပ်လုပ်နိုင်တဲ့အထိဘလို့တွေအတွင်ပြောင်းသွားလဲဆိုတာတကယ်ကိုစိတ်ဝင်စားလျာကောင်းပါတယ်ကဲဒီခေတ်စင်ကြီးတစ်ခုလုံးကိုအခုပဲအတူတူလေ့လာကြည့်လိုက်ရအောင်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့အခြေခံကြတဲ့ကိုယ်ဘာသာပြန်ခြင်းသဘောတရားတွေ compiler နဲ့ interpreter တွေရဲ့ကွာခြားချက် JavaScript engine ရဲ့အတွင်းပိုင်းလှုပ်ဆောင်ပုံ runtime ရဲ့အရေးပါမှုနဲ့ခေတ်သစ် runtime ရဲ့အခြေအနေဆိုပြီးအဆင့်ဆင့်သွားကြမှာပါပထမဆုံးအပိုင်းအနေနဲ့ကျွန်တော်တို့ရေးလိုက်တဲ့ source code တွေကို computer hardware တွေကဘာကြောင့်တိုက်ရိုက်နားမလည်နိုင်တာလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်အောင်ရှင်းပါတယ်ကွန်ပျူတာဆိုတာက3ညနဲ့1ဆိုတဲ့ machine language ကိုပဲသိတာကိုဒါကြောင့်ကျွန်တော်တို့ရေးလိုက်တဲ့ high level programming language တွေကိုစက်တင်နားလဲတဲ့ machine code ဖြစ်ပြောင်းလဲပေးဖို့ကြားခန့်ဘာသာပြန်ပေးမဲ့ tool တွေဖြစ်မနေလိုအပ်လာပါတယ် software နည်းပညာလောကမှာတော့ဒီလိုဘာသာပြန်ပေးဖို့အဓိကနည်းလမ်းတစ်ခုကိုအသုံးပြုကြပါတယ်ဒါကတော့ compiler နဲ့ interpreter တွေအကြောင်းပဲဖြစ်ပါတယ်ပုံဖော်ကြည့်ရအောင် compiler ဆိုတာ sound တအုံလုံးကိုအစားဆုံးအရင်ဖတ်ပြီးမှတအုံလုံးကိုဘာသာပြန်ပေးလိုက်တာနဲ့တူပါတယ်ဆိုလိုတာက source code အောက်လုံးကိုအလုံးမစခင်ပါတယ် executable file တစ်ခုအနေနဲ့တစ်ခါတည်းပြောင်းပေးလိုက်တာပါ interpreter ကတော့အဲ့လိုမဟုတ်ဘူးစကားပြန်တယောက်လိုပဲဒါမှမဟုတ်တက်ကြွလှုပ်ရှားနေတဲ့စက်ရုံလေးတစ်ခုလိုပဲစကားတစ်ခွန်းပြောလိုက်တာနဲ့တစ်ခွန်းချက်ချင်းဘာသာပြန်ပေးနေတာမျိုးပါအလုပ်လုပ်နေတဲ့အချိန်တနည်းအားဖြင့် run time မှာတင်ကိုယ့်တွေကိုတကြောင်ချင်းဖတ်ပြီးအလုပ်လုပ်တော့တာဖြစ်ပါတယ်အဲ့ဒီတော့ဘယ်ဟာကပိုကောင်းလဲကွာခြားချက်လေးတွေရှိပါတယ် compiler တွေကအလုပ်လုပ်တဲ့အမြန်နှုန်းရမ်းမြန်ပြီးမဲ့အစပိုင်းမှာ CPU တော်တော်လေးစားပါတယ်ပြီးတော့အမှားရှာရတဲ့ debugging လုပ်ရတဲ့နည်းနည်းခေါင်းဖက်ရပါတယ် interpreter တွေကကျတော့ debugging လုပ်ဖို့အရန်လွယ်ပြီးအစပိုင်း CPU အသုံးပြုမှုနည်းပေမဲ့တကယ်တော့လုပ်တဲ့ခါမှာတော့ compiler လောက်မမြန်ပဲနင်းနေတတ်ပါတယ်ကိုလိုချင်တဲ့အားသာချက်ပုံမူတည်ပြီးရွေးချယ်ရတာပေါ့အခုတကယ်စိတ်ဝင်စားစရာအပိုင်းကိုရောက်လာပါပြီခေတ်သစ် JavaScript engine တွေဟာဒီနီလာနှစ်ခုထဲကတစ်ခုတည်းကိုပဲရွေးချယ်အသုံးပြုနေလားမဟုတ်တော့ပါဘူးတကယ်ကိုစမ်းသစ်တဲ့နီလန်တစ်တစ်ခုကိုဖန်တီးလာကြပါတယ်အဲ့ဒါကတော့ just in time အတူခေါက်ချေ IT compilation ဆိုတဲ့နီလန်ပါပဲသူကဘယ်လိုလုပ်လဲဆိုတော့ interpreter ရဲ့အားသာချက်ဖြစ်တဲ့အလုပ်စတင်ချိန်မြန်စက်မှုရဲ့ compiler ရဲ့အားသာချက်ဖြစ်တဲ့အလုပ်လုပ်ချိန်မြန်စက်မှုရဲ့ဒီနှစ်ခုလုံးကိုပေါင်းစပ်ထားတဲ့အကောင်းဆုံး hybrid နီလန်တစ်ခုဖြစ်လာတာပါအစီအစဉ်တွေအလုပ်လုပ်နေတဲ့ runtime ချိန်မှာတင် code တွေကိုချက်ချင်းပြည့်စုံဝမ်းမှန်ပြီးပိုကောင်းအောင်လုပ်သွားတာပါတကယ်ကိုအမိုက်စားပါပဲဒီထစ်စင်ကြီးဘလို့အလုပ်လုပ်လဲဆိုတာ Google ရဲ့နာမည်ကြီး V8 engine ထဲဝင်ကြည့်လိုက်ကြရအောင်ပထမဆုံးအဆင့်မှာ parser ကနေ source code တွေကို abstract syntax tree အဖြစ်ပြောင်းလိုက်ပါတယ်အဲဒီနောက်ဒုတိယအဆင့်အနေနဲ့ initiation လို့ခေါ်တဲ့ interpreter ကနေ bytecode တွေထုတ်ပေးပါတယ်တတိယအဆင့်မှာ engine က code တွေအလုပ်လုပ်နေတာကိုအမဲစောင့်ကြည့်နေပြီးခဏခဏအသုံးပြုနေတဲ့ code တွေကိုသေချာမှတ်သားထားလိုက်ပါတယ်နောက်ဆုံးအဆင့်ရောက်တော့အဲ့ဒီမှတ်ထားတဲ့ code တွေကို TurboFan ဆိုတဲ့ compiler စီပို့ပေးလိုက်ပြီးအလုံးမြန်ဆန်တဲ့ machine code တွေအဖြစ်ပြောင်းလဲပစ်လိုက်တာပါအစင်းစင်ချိတ်ဆက်သွားတာတကယ်ကိုစနစ်ကျလွန်ပါတယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုထိထားရမှာကဒီလောက်စွမ်းဆောင်ရည်မြင့်တဲ့ engine ကြီးဟာလေဟာပြင်ထဲမှာထူချစ်တက်တက်ဆိုဘာမှလုပ်လို့မရပါဘူးပြင်ဖတ် system တွေနဲ့တကယ်တမ်းချိစက်နိုင်ဖို့ဆိုရင် runtime environment ဆိုတဲ့ပတ်ဝန်းကျင်တစ်ခုမဖြစ်မနေလိုအပ်လာပါတယ်ဒီသဘောတရားကိုပိုရှင်းသွားအောင်ဥပမာလေးတစ်ခုနဲ့ကြည့်အောင် JavaScript engine ကိုညွှန်ကြားချက်တွေအတိုင်းစဉ်းစားလုပ်ဆောင်ပြီးစက်ရုပ်တရုပ်လို့မြင်ကြည့်ပါ runtime ဆိုတာကအဲ့ဒီစက်ရုပ်လေးသချင်းတီးနိုင်ဖို့အပြုသင်ပေါ်ရမယ့်အတူရပစ္စည်းတွေနဲ့တူပါတယ် file ကိုဖတ်တာတော့ network နဲ့ဆက်စပ်တာတော့လို့ပြင်ပနဲ့ဆက်ဆက်ဖို့လိုအပ်တဲ့ tool တွေကို runtime ကပဲအပြည့်အဝပံ့ပိုးပေးထားတာဖြစ်ပါတယ်သူတို့နှစ်ခုကအခွဲရလို့မရဘူးလေ Node.js လို့ runtime တွေရဲ့အတွင်းပိုင်းကိုထပ်လေ့လာကြည့်ရင်အသက်တွေးကြိုးဖြစ်တဲ့ event loop ကိုတွားတွေ့ရမှာပါဒီ event loop ဟာ call stack ကိုသုံးပြီးလုပ်ဆောင်ရမယ့်အလုပ်တွေကိုတည်တည်ချာချာစီမံခန့်ခွဲပါတယ်ဥပမာ promise တွေလိုအရေးကြီးတဲ့အလုပ်တွေကို micro task queue ထဲထည့်ပြီးဦးစားပေးလုပ်ဆောင်ပေးပါတယ် timeout လို့အလုပ်တွေကိုကြတော့ macro task queue ထဲပို့ပါတယ် CPU အများကြီးသုံးရမယ့်အလုပ်တွေဆိုရင်လည်း thread pool စီလွှဲပြောင်းပေးလိုက်ပြန်ရောအဲ့ဒီတော့ဘာဖြစ်လာလဲဆိုတော့ JavaScript ဟာ single thread ဖြစ်နေပေမဲ့လည်းအလုပ်တွေအများကြီးကိုတပြိုင်နက်လှုပ်ဆောင်နိုင်တဲ့အောင်ထင်ရအောင်အချိုးကျစီမံပေးနိုင်သွားတာပေါ့တကယ်ကိုလှပတဲ့ဖွဲ့စည်းပုံလေးပါအခုဆိုရင် server ပိုင်းဆိုင်ရာ JavaScript runtime တွေရဲ့ GitHub စနစ်ဟာကြီးမားတဲ့အပြောင်းလဲကြီးကိုရင်ဆိုင်နေရပါပြီအရင်တုန်းက Node.js တခုတည်းပြိုင်ပဲခင်းထွက်ခဲ့ပေမဲ့အခုတော့ရွေးချယ်စရာတွေအများကြီးထွက်ပေါ်လာနေပါပြီ2024ခုနှစ်ကကောင်းယူခဲ့စစ်တမ်းအချက်လက်တွေရကြည့်မယ်ဆိုရင်တော့Node.js ကအခိုင်အမာရည်တည်နေစေပါ
လုပ်ငန်းခွင်တွေမှာသူကပဲစံသတ်မှတ်ချက်တစ်ခုလို့ဖြစ်နေတော့မှာပဲဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကအခုနောက်ပိုင်းထွက်လာတဲ့စင်ခေါ်သူအသစ်တွေကလည်းဈေးကွက်ထဲမှာတိတိတတ်တာနေရာယူလာကြတာကိုတွေ့ရပါတယ်အဲ့ဒီစင်ခေါ်သူတွေကဘယ်သူတွေများလဲဆိုရင်ဒီနိုနဲ့ဘန်ပါပဲဒီနိုကတော့ Node.js ရဲ့အားနည်းချက်တွေကိုအဓိကဖြစ်စင်ဖို့ရည်ရွယ်ပြီး Rust language နဲ့ရေးသားထားတာပါလုံခြုံရေးကိုအထူးဦးစားပေးသည့်ခေတ်သစ် web standard တွေနဲ့အံဝင်ခွင့်ကြောင့်ထီအောင်ဖန်တီးထားတာပါဘန်ကတော့ Apple ရဲ့ JavaScript core engine ကိုအသုံးပြုပြီး Zig language နဲ့ရေးသားထားတာဖြစ်ပါတယ်သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့အမြင့်မားဆုံးအမြန်နှုန်းရဖို့နဲ့ Node.js ရဲ့ရှင်းစွဲ ecosystem နဲ့အလွယ်တကူတွဲသုံးလို့ရအောင်ဖန်တီးထားတာပဲဖြစ်ပါတယ်ဘန်ရဲ့စွမ်းဆောင်ရည်ရတကယ်ကိုအံ့ဩစရာပါစံသက်တိုင်တာချက်ဒီရဆိုရင်ဘန်ဟာ program စတင်တဲ့ startup တိုင်းမှာ Node.js ထက်လေးစားအထိပုံမြန်နေတဲ့ဆိုတာကိုလက်တွေ့ပြသထားပါတယ်ဆိုလိုတာကနီးပညာလောကမှာစွမ်းဆောင်ရည်ပိုင်းဆိုင်ရာခုံပြန်ကျော်လွှားမှုတွေလုပ်နိုင်သေးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသက်သေပြလိုက်တာပါပဲ အခုဆိုရင် JavaScript engine တွေဟာအလုပ်လုပ်တဲ့အမြန်နှုန်းမှာသူတို့ရဲ့အမြင့်ဆုံးကန့်သက်ချက်တွေအထိတွန်းတင်နိုင်ခဲ့ကြပြီဖြစ်ပါတယ်ဒီတော့ပြိုင်ဆိုင်မှုစစ်တလင်က engine တွေစီကနေ runtime တွေစီကိုရှုပြောင်းသွားပြီလို့ဆိုရမှာပါစဉ်းစားစရာကအခုပြောခဲ့တဲ့ runtime တွေထဲကဘယ်တစ်ခုကများနောက်လာမဲ့ဆက်စွနစ်ရဲ့ software လောကကိုအဓိကအလွမ်းမိုးသွားမလဲနီးပညာအပြောင်းလဲတွေကြားမှာဘယ်သူကပူဇက်သွားမလဲဆိုတာကတော့တကယ်ကိုရင်ခုန်စရာစောင့်ကြည့်ရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတော့တယ်